အားလုံးရလားပါကျွန်တော်တော့ဇန်ဖြစ်ပါတယ်ဟုတ်ပါတယ်မတရားကြပြီနော်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရဲ့ဝေါပြသွားမှာပေါ့နော်ကျွန်တော်ဒီမှာအများကြီးပဲလုပ်ထားတယ်ဆိုတော့ကျွန်တော်အီတိုလီကြည့်ပြတဲ့ဗီဒီယိုလေးကိုစလိုက်အောင်ကဲပထမဆုံးကျွန်တော်တို့ဒီမှာကျွန်တော်လိုက်ပြအောင်ပေါ့နော်ကျွန်တော်ငကားတွေလည်းစောက်ထားတယ်ပထမဆုံးငကားကတော့ကျွန်တော်ရေငကားစောက်ထားတာပေါ့ကျွန်တော်ရေငကားကတော့ကန်ရင်တက်လုပ်ပြီးစောက်ထားတာဒီဘက်ကျတော့မီငကားရှိမယ်ဒါကတော့ကျွန်တော် Halloween အတွက် special စောက်ထားတာပေါ့နော် Halloween နောက်ဘယ်နှလားတော့ Halloween ကတော့လာမှကြာပါသေးတယ်လာဖို့ကြာပါသေးတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်ကြိုစောက်ထားတာပေါ့နော်အမှပန်ကြီးနေပါလေတွေ့ရမှာပါဒါတို့ပြီးလို့ရှိရင်ကျွန်တော် page ကိုလည်းလိုက်ပြပါမယ်နော်ကျွန်တော် page ကနေအရင်ဆုံးစလိုက်ပြီဒါကကျွန်တော် Halloween အတွက်ပဲလုပ်ထားတာပေါ့နော်ပြီးတော့ဒီမှာဒါကကျွန်တော်ရဲ့ငကားဥထားတဲ့ decoration တွေပေါ့နော်ဒါတွေကတိတ်ကြီးကြီးမဆောက်ထားဘူးဒါကကျွန်တော်အိမ် okay ဒါကကျွန်တော်ရဲ့ site ခင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ site ခင်းကနေကျွန်တော်ဘာမှသိမလုပ်ထားဘူးပြီးတော့ဒီမှာကျွန်တော်အများကြီးလုပ်ထားသေးတယ်ဟိုကကျွန်တော်ရဲ့ enchanting အိမ်တွေပြီးစုံမဲ့ဗျာကျွန်တော်စုံရှိရပေါ့နော်ကျွန်တော်ဒီမှာတရေရုပ်တွေအကုန်လုံးထားတယ်โอเคဆိုတော့ကျွန်တော်ရွာဒီမှာလေးကျွန်တော်အဲ့လိုကြီးလိုက်လှုပ်ထားရပေါ့နော်ဒါပေမဲ့နည်းနည်းလေးပဲလှုပ်ထားတာပါကျွန်တော်အရင်ဆုံးအဓိကပြချင်တာတော့ကျွန်တော် dragon တွေကိုပြချင်တာကျွန်တော်မှာ dragon တွေအများကြီးပဲတက်လားကျွန်တော် dragon တွေကိုအရင်သဘောကျတယ်ပေါ့နော်ဘာလို့လဲတော့မသိကျွန်တော်ရေငကားကိုပို့ပြီးတော့သဘောကျတယ်ပြီးတော့ကျွန်တော်ဒါလေးတွေကိုကျွန်တော်ရှေ့ရထည့်ပြီးပြပါဘောနော်ရှေ့ရထည့်ပြီးပြတာပိုပြီးကြည့်လို့ကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်ရှေ့ရထည့်ပြီးမှပြန်တွေ့လိုက်အောင်ကဲဒါဆိုရင်ကျွန်တော်ရှေ့ရထည့်ပြီးပါနော်ရှေ့ရထည့်ပြီးသွားပြီဆိုတော့ကျွန်တော်လိုက်ပြမယ်ရှေ့ရထည့်လိုက်ကျွန်တော်နည်းနည်းလက်တယ်ပေါ့နော်အမှကြည့်လိုက်တော်တော်လေးတော့လက်တယ်ဘာလို့ဆိုကျွန်တော် recording လေးလုပ်ထားရတယ်ကျွန်တော်ရှေ့ရလေးထည့်ထားတာပေါ့နော်ဟိုကငကားကြီးတွေ့မှာတော်တော်လှတယ်ကျွန်တော်ငကားကြီးရတော့ကျွန်တော်အဲ့ဒါစောက်တာ2ရက်လောက်တော့ကြာပြီငကားနှစ်ကောင်လုံး1ရက်ကိုတစ်ကောင်လုံးနေဆိုစောက်ခဲ့တာပေါ့နော်မီးငကားဆိုရင်တော့ဟိုမှာတော်တော်လှတယ်ကျွန်တော်တို့ကျွန်တော်အလိုက်ထွာလေးစီးပြီးတစ်ချက်ပြကြည့်မယ်ပေါ့နော်โอเคကျွန်တော်အရင်ဆုံးအလိုက်ထွာလေးရင်စီးလိုက်အောင်โอเคအပေါ်ကနေကြည့်လို့ရှိရင်တော်တော်လေးလှတယ်လို့ကျွန်တော်ပြောလိုက်ဒီနောက်ကငကားအမီးမှာဆိုလို့ကျွန်တော်လင်းနေအောင်လုပ်ပါတယ်အရင်ကအဲ့ရလုံးဝတော့အယောင်မထွက်ဘူးကျွန်တော်ပြန်ပြင်ထားရတာပေါ့နော်ပြီးတော့ဒီသူ့ရဲ့မီးတောက်ပုံစံလေးကျွန်တော်အနီးနားသွားလိုက်ရှင်ကျွန်တော်ဒီတရေပုံနေပါပြတာပေါ့ဒါကျွန်တော်မီးနှကားကိုကြာကျွန်တော်နည်း horror science vibe လေးရအောင်လုပ်ထားတာဖြစ်တယ်နော်ကျွန်တော်ဒါမဲ့ရေနှကားကိုကျွန်တော်အလုံးလုပ်ဆိုတော့ကျွန်တော်ရေနှကားကိုကြာမရက်ရေနှကားကိုကြာလင်းနေအောင်လုပ်ထားရေးလုံးဝရေ vibe ကိုပြီးတော့ဒီမှာရေထဲဒီမှာလေးကျွန်တော်ဒီလို light ထားတာပေါ့နော်အဲ့ဒါတော့ကျွန်တော် brownie by spoon မှာကြောက်လို့ပေါ့နော်ပြီးတော့ကျွန်တော်ဒီဘက်မှာလေးကန်းကြီးလောက်ထားသေးတယ်ဒီအားလေးကကျွန်တော်ကန်းကြီးပေးလေးပေါ့နော်ဒါကကျွန်တော်ရဲ့ခွေဟုတ်တယ်ခွေးတို့ဟုတ်တယ်ကျွန်တော်ဒီမှာပုံရင်းခွေးထားတယ်ဆိုတော့ခွေးတို့ကမသိပါဘူးတကယ်ကျွန်တော်ရှိရောက်နေတာပါပြီးတော့ကျွန်တော်တို့ဒီမှာကန်းကြီးလေးပေါ့နော်တော်တော်ကျွန်တော်လက်လာလေးလောက်ထားတယ်ဒါလေးတွေတော့တော်တော်ကြိုက်မိတယ်ပြီးတော့ကျွန်တော်ဒီမှာဒါကကျွန်တော်ရဲ့စိတ်ကန်းပေါ့နော်ကျွန်တော်စိတ်ကန်းမှာဆိုလို့ရှိရင်ဘာလုပ်လို့ရလဲဆိုကျွန်တော်ငါးတွေပါဖမ်းလို့ရတယ်ဒါတော့အဲ့စိတ်ကန်းငါးထားတဲ့နေရာလေးပေါ့ဒါမဲ့ကျွန်တော်ဘာထားတာလဲဆိုစီရထားတာရဲစိတ်ကန်းမှာစီရလာထားတာရဲတလားရမ်းကျန်းနေကောင်ကျွန်တော်ကတကယ်ရမ်းကျန်းနေကျွန်တော်ရှုပ်လို့မရဘူးဘူးမှโอเคဆိုတော့ကျွန်တော်တို့အခုကရှေ့ဓာတ်လေးပြန်ဖြုတ်လိုက်မှာပေါ့နော်ကျွန်တော်နစ်လက်နေတော့ကျွန်တော်ရှေ့ဓာတ်လေးချက်ပြန်ဖြုတ်လိုက်ပါအောင်မယ်โอเคကျွန်တော်အခုရှေ့ဓာတ်ဖြုတ်သွားပြီကျွန်တော်ရှေ့ဓာတ်ဖြုတ်သွားပြီဆိုတော့ကကျွန်တော်ဘာကြီးစက်ကြည့်ရင်ကောင်းမလဲကျွန်တော်စဉ်းစားလိုက်အောင်ကျွန်တော်ရဲ့အိမ်လေးချက်ပြန်ကြည့်လိုက်မယ်အိုးကျွန်တော် fan လိုက်ပြောက်လေးရှိတယ်နော်ကျွန်တော် fan ကြီးပြီးလိုက်ပြမယ်ဒီ dragon ကတော်တော်လေးဟိုပါဖြစ်တယ်ပေါ့နော်တော်လေးလိုက်ကျွန်တော်ကတော့ personally ရကျွန်တော်ဟိုပိုကြိုက်တယ်ပေါ့ရေနှကားတော့ကျွန်တော်တော်တော်လေးပိုကြိုက်တယ်အစကျွန်တော်ရေနှကားကျွန်တော်ရဲ့အိမ်နောက်မှာစောက်ဖို့စဉ်းစားထားတာပေါ့နော်ဒါပေမဲ့ကျွန်တော်မဆောက်ဖြစ်လိုက်ပေါ့ပြီးတော့ဒါကျွန်တော်ရဲ့အိမ်လေးမှာတော့ကျွန်တော်အိမ်ရတစ်ခုပဲထားထားတယ်ဘယ်သူမှလည်းကျွန်တော်လည်းမပြောတာနော်ကျွန်တော်ပြင်းရည်ကျွန်တော်မောရင်လေးထည့်ထားတယ်သလားအဲ့မောရကျွန်တော် optify မို့လို့ပြောတာပေါ့နော်โอเค
ကျွန်တော်အပေါ်တက်ကြည့်မယ်ရှူရင်းနေလေကောင်းကောင်းမတရားဟိုးမှဆိုငကားကြီးနှစ်ကောင်တွေ့ရတယ်လားကျွန်တော်အဲ့ငကားကြီးနှစ်ကောင်တော်တော်လေးကြိုက်တယ်ကျွန်တော်ရဲ့စောက်ဘူးတမျှနေမှာအလားဆုံးငကားနှစ်ကောင်ပြီးတော့ဟိုးမှလေးကျွန်တော် collection လုပ်ထားတဲ့ဟာကြီးကျွန်တော်ရဲ့ video တစ်ပုတ်ကြည့်ထားရသေးလို့ရှိရင်ကျွန်တော်ရဲ့အရင် live stream ကြီးကြည့်ထားတဲ့လူဆိုလို့ရှိရင်သိမှာပေါ့နော်ကျွန်တော် like collect လုပ်ထားတာအများကြီးပဲကြလား okay ဆိုတော့ကျွန်တော်တို့ဒီမှာအများကြီးရှိရဗျာကျွန်တော်မှာအများကြီးပဲစောက်ထားရရောအများကြီးရှိရဘွာဒါပေမဲ့ဘာမှသိလို့မရအောင်မှားခွိပါဟိုမှာကောငါ့ collection ဘာလာလောက်တာလဲမသိဘူးငါ့ collection ဖြတ်ရှင်တာအကောင့်တက်စမ်းဒါပဲလေ okay ဆိုတော့ကျွန်တော်ချားညဆက်သွားလိုက်အောင်ဒီဒါကျွန်တော်ရဲ့ Neta base လေးကိုအရင်လိုက်ပြပါမယ်နော်ကျွန်တော် Neta လေးအရင်သွားလိုက်အောင်ကျွန်တော် Neta base လေးရတော့ဒီမှာဘာမှမဖြစ်ကျွန်တော်အဲ့လိုက်တော့နောက်တစ်ခုထပ်ယူလာတယ်ပြီးတော့ဒီမှာလေး picket တစ်ချောင်းရထားတယ် fortune ရော efficiency ရော unbreaking ရော mending ရောတော်တော်ကောင်းနေဒီ picket ကတော့ကျွန်တော်အဲ့ရယူလာတာဘာလို့ပြီးတော့ကျွန်တော်ဒီထဲမှာလေးအများကြီးကျွန်တော်ရတာဒါပေမဲ့ဒါတည်းကျွန်တော်တိတ်မသုံးဖြစ်တော့ကျွန်တော်ထည့်ထားတာပြီးတော့ဒီမှာလေးဘူးတွေကျွန်တော်အဲ့ rate လောက်တော့ရထားတဲ့ဟာကြီးပြောကျန်လာရကျ enchanting ထဲမှာလေးကျွန်တော် mending လည်းရှိရယ် mending ကကျွန်တော်တအုပ်လာပဲကျန်တော့ဟုတ်တယ်ကျွန်တော်နှစ်အုပ်ကြံသေးဟုတ်တာ sorry ပါကျွန်တော် mending နှစ်အုပ်ကြံသေးရပေါ့နော် mending နှစ်အုပ်ကြံသေးရပြီးတော့ကျွန်တော်ဘယ်လောက်တော့အုံတော့မရှိလေဆိုကျွန်တော်ကြည့်လိုက် Neta base ကိုကျွန်တော်တစ်သားကြီးနဲ့မှန်နေဆောက်တာမှန်နေနဲ့ဆောက်တာဆောက်ရတယ်ဆိုရင်တစ်သားကြီးနဲ့ကျွန်တော် Neta ရဲ့မှာဆောက်တာပေါ့နော်ကျွန်တော်ရဲ့အဲ့ချင်းကအုံတော့အရင်ကောင်းနေဆိုတော့ရဲ့အကြောင်းနောက်တဲ့ခြားဟာလေးကိုဆက်ကြည့်လိုက်အောင် okay ခုသွားနေရတော့ကျွန်တော်ရဲ့ rate fan ကိုသွားနေတယ်ကျွန်တော်ရဲ့ rate fan ကလုံးဝတကယ်ကိုကောင်းကျွန်တော်ကိုတိုးစံနေအများဆုံးပြီးတဲ့နေရာကျွန်တော်ရဲ့ rate fan ပဲပေါ့နော်ကျွန်တော်မှာတိုးတက်နေအများကြီးရှိတယ်ဒါပေမဲ့ဘယ်ပြောက်သွားလိမ့်မလဲကျွန်တော်တခုမှကျွန်တော်မှာအခုမရှိတော့ဘူးကျွန်တော်ခဏသေးရလေးပေါအောင်ပေါ့နော်ကျွန်တော် Ender Dragon respawn ခဏလုပ်ပြန်တက်တယ် EXP ရအောင်လို့ပေါ့နော်ဒီမှာကျွန်တော်ဒါကကျွန်တော်ရဲ့ rate fan လေးပေါ့နော်ကျွန်တော်ရဲ့ rate fan လေးကတော့တိတ်ဟိုစားတော်တော်အလုပ်ဖြစ်တယ်ကွာတိတ်လို့ဖြစ်တာမဟုတ်တော်တော်အလုပ်ဖြစ်တာမကြည့်လိုက်အများကြီးပဲသလားဒီ diamond picker နဲ့ diamond s ကကျွန်တော်ထည့်ထားတာခြားပစ္စည်းလေကျွန်တော်ထည့်ထားတဲ့ဟာအများကြီးရှိရပါတော့ okay ကျွန်တော်အရင်ဆုံး refund ကတော်တော်လေးအလုပ်ဖြစ်တယ်မ blade boy လေးကျွန်တော်ရှောက်ထည့်ထားတယ်ပြီးတော့ကျွန်တော်အဲ့ plane ကြီးရဖို့ကျွန်တော်အများကြီးပဲ live တက်ထားတာကျွန်တော်နည်းနည်းခတ်တဲ့ဟာကြီးပဲရွေးတက်ထားတာပေါ့နော်ကျွန်တော်ခတ်တဲ့ plane ကြီးပဲလိုချင်တယ်ပေါ့နော် okay ဒီမှာလဲကျွန်တော်တို့တော်တော်ကြီးတော့လှတယ်ကျွန်တော်ဘောကဒါပေမဲ့ကျွန်တော်ဘာမှတိတ်မလုပ်ရသေးဘူးကျွန်တော်ဆော့ထားတာရက်100ကျော်လောက်ပဲရှိအောင်ဖြစ်တယ်ရက်100ကျော်လောက်ဆိုတော့ကျွန်တော်ဘာမှတိတ်အများကြီးမဆောက်ထားမိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဆောက်ဖို့စဉ်းစားပါတယ်ဒီနားမှာလမ်းလေးထားပြီးတော့နော်ကျွန်တော်နောက်မှာအိမ်လေးနောက်ထပ်တစ်လုံးထပ်ဆောက်လာပဲစဉ်းစားထားရပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲပေါ့နော်ကျွန်တော်နောက်ထပ်ဗီဒီယိုလမ်းစားနေပြန်လာခဲ့ပါအောင်ပဲကျွန်တော်အရင်လိုလေဗီဒီယိုတွေမကြားတော့ဘူးပေါ့နော်ကျွန်တော်ဗီဒီယိုတွေအကြာကြီးမဆောက်နေတော့ဘူးပေါ့နော်ဆိုတော့အားလုံးပဲကြာကြီးဆောက်ကြမလို့တော့ပါဘူးကျွန်တော်ရဲ့ဗီဒီယိုတွေအမြဲပြန်လာတော့မှာဖြစ်ပါတယ်အားလုံးပဲဘိုင်ပါဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲဆိုတော့ကျွန်တော်တို့အားလုံးပဲဘိုင်ပါ